ထဲကလည်းရန်ဖြစ်ထားတာအိမ်လေးများဆွလာရလာရန်ဖြစ်တာတော့ဟိုလည်းရန်စိတ်ဆိုးနေတဲ့အချိန်မှာပြီးတော့နှစ်ယောက်ကနှစ်ကိုသားပြောရဲပေါ့နော်ဒီ conversation လို့ထင်လိုက်ပြီးတော့ကိုကလည်းအဲ့ဒါကိုတကယ်အစားတွေကလည်း clarify လုပ်ထားတယ်ပေါ့နော်သူဘက်ကဒါဟို private conversation လားဆို private conversation တွေအကုန်လုံးပြောလိုက်နေတာပေါ့နော်ဒါပေမဲ့ဒီလို public ကြီးမှာပြတ်သွားမယ်လို့တကယ်ကိုမထင်ထားခဲ့ဘူးချက်လဲချက်ပဲပေါ့နော်အဲ့ဟာကလည်းခုနလိုပဲအဲ့မှာလည်းအဲ့မှာ mention လုပ်ထား almost rape ဆိုပါတို့ညာတို့ဆိုတာတကယ်တမ်းအခုအနေနဲ့လည်းဒါမျိုးကောင်းမဟုတ်ဘူးအဲ့ဒါမျိုးသိခဲ့တာလည်းမဟုတ်ဘူးပေါ့နော်သူကအဲ့မှာ emotional ဖြစ်တဲ့အခုစိတ်ဆိုးပြီးတော့ဒီလိုတချို့စကားတွေကထွက်သွားတာရှိတယ်အဲ့ဒါကိုလည်းခုနလိုပဲကိုပြန်ပြီး clarify လုပ်ချင်တယ်ပါဒီလို sexual allegation နဲ့ဒီလို sexual assault တွေဒီလို rape တွေဆိုတာလည်းဘာမှလုံးဝကြားထဲမှာလုံးဝမရှိဘူးအခုလည်းအဲ့လိုမျိုးကောင်းလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခုနလိုပဲ attention ရှာခြင်းနဲ့ media တွေရှိတယ်ဒီလိုမျိုးအခုနလိုပေါ့နော်ဒီပါလေဒီကောင်အဲ Roshan လားဒီကောင်ကကြားရလဲတီးတဲ့အတိုင်းပဲအခုရဲ့ video တွေအခုအကြောင်းပဲသူကပြောနေတယ်ကောင်ကသူ့ဘဝမှာဒါပဲအခုအကြောင်းပဲပြောတယ်ကောင်အဲ့တော့ဖြစ်ချင်တော့သူကလည်းစိတ်ဆိုးပြီးတော့သူ့ကိုဆက်ပြီးတော့ဒီမှာအဲဆောက်ပြဿနာရရတာအဲ့တော့အဲ့ဒါတခုပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ပြီးတော့ကျန်တာပါရှိအောင်မလားဘာပြောအောင်မရှိအောင်ဟုတ်တော့ကျောင်းကြုံညာတော့ဒီကိုမလေးရှားရောက်တယ်ဆိုတာဒါဒီခေါက်နဲ့မှဒါနှစ်ကြိမ်မြောက်ပဲရှိသေးတာပေါ့နော်သူများပြောနေတယ်လို့အချိန်ချင်းခါအရင်ကလာဘူးတာလဲလာဘူးတယ်ဆိုတာလည်းလုံးဝမဟုတ်ပါဘူးပြီးတော့အကုန်လည်းကလည်းဒီကျောင်းကြုံညာရိုက်ရင်းနဲ့မှဒီကိုရောက်ရင်းနဲ့မှစပြီးအဲ့ကြမှာစုံဘူးတာစုံပြီးတော့အဲ့မှာအလုံးလုံးနေနဲ့ရင်းနှီးသွားတာပေါ့နော်အဲ့လိုဖုန်းတွေဆက်ပြီးတော့ဒီကနေပြဿနာတွေအသေးလေးကနေအကြီးဖြစ်သွားတာပေါ့နော်private conversation ဆိုပြီးတော့သင်ထားတဲ့ဟာတွေကနေတကယ် public တွေဖြစ်သွားတာပေါ့နော်အဲ့တော့ကျန်တာကတော့ခုနလိုပဲနောက်တစ်ခုကwhat else is that တကယ်ဒီokay ခုနလိုပဲဒီ date girl နဲ့ပတ်သက်တဲ့ဟာတို့ဘာတို့ပေါ့နော်အဲ့ဒါတွေကလည်းတကယ်ခုနလိုပဲပြောနေ date girl နဲ့သိနေတယ်အဲ့ဒါတွေကလည်းခုနလိုပဲကိုရိုးနဲ့ကြားထဲမှာအဲ့လိုမျိုးရှိရမှာမဟုတ်ဘူးဒီလိုပဲရိုးတဲ့နဲ့ဒီကျောင်း project ကိုရိုက်မယ်ဆိုတဲ့ဟာနဲ့ဒါရင်းနှီးမှုတစ်ခုရှိပါတာပေါ့နော်အဲ့တော့ဒီလိုမျိုး allegation တွေဒီလို date girl တို့ဒီလိုမျိုးဟာတွေဆိုတာလည်းမဟုတ်ခဲ့ဘူးပေါ့နော်အဲ့တော့သူကပြောရင်ဟောတဲ့အတူတူအိတ်ဖို့တဲ့ငါဟိုပတ်ဆိုင်တောင်းလာတယ်အဲ့လေအဲ့ဒါကြီးခုနလိုပဲဒါတွေကဒီ allegation တွေကလည်းမဟုတ်နေဘူးကျန်တဲ့ဟာနောက်တစ်ခုပြောချင်တာကတော့ media တွေပေါ့နော်တကယ်တမ်းပြဿနာရဲ့အကြီးဆုံးကတကယ်ပါလဲဆိုတော့လုတ်ပွဲကြီးပေါ့နော်တကယ်ခုနလိုပဲဘာမှမဟုတ်ဘဲနဲ့ဟာတွေကို media တွေကအဲ့လိုဖြန့်ရေးတာတွေပြီးတော့ခုနလိုပဲကြားတဲ့လူတွေ attention လိုချင်တာ ਨੇ ဒီဘာမှမဟုတ်တဲ့ဟာတွေမှာ sexual assaultအဲ့ဒီပြန်มาဆိုလို့ပဲမပြန်အဲ့လို